တွေးခဲပြီးတော့အဲ့ဒီတွေးခဲလေးကနှလုံးနဲ့ဆိုင်တဲ့သွေးကြောတစ်ခုကိုရောက်ရှိပြီးတော့ပိတ်ဆို့သွားမယ်ဆိုရင်နှလုံးရက်တက်သွားမယ် heart attack ဖြစ်မယ်။အုံနောက်နဲ့ပတ်သက်တဲ့သွေးကြောတစ်ခုခုရောက်ပြီးတော့ပိတ်ဆို့သွားမယ်ဆိုရင် stroke ဖြစ်မယ်လေဖြတ်သွားမယ်။အဲ့ဒါမျိုးတွေကိုကျွန်တော်အပါဝင်အားလုံးနဲ့ကြောက်ကြပါပါ။အဲ့လိုသွေးကြောပိတ်ပြီးတော့နှလုံးတိုက်ခိုက်ခံရခြင်းလေဖြတ်သွားခြင်းမဖြစ်အောင်ဘလို့ကာကွယ်နိုင်လဲဆိုတာကိုဒီဗီဒီယိုမှာကျွန်တော်ပြောပြပါမယ်။ဒီဗီဒီယိုကိုခုကြည့်နေတဲ့လူတွေအကုန်လုံးကိုကျွန်တော်တခုမေးပါမယ်။အစားအစာကြောင့်လားတစ်ခုခုကြောင့်လားဒါမှမဟုတ်လေဒီသွေးခဲသွားစေတဲ့အမျိုးအစားကဘာဖြစ်မှန်းလဲကျွန်တော်ဆက်မပြောခင်မှာအောက်က comment မှာရေးပြီးတော့ကျွန်တော်ကိုဖြေပေးကြပါအဖြေကိုရေးနေတော့မှကျွန်တော်ဒီဗီဒီယိုကိုဆက်ပြီးပြောသွားပါကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာသွေးကြောပိတ်စေတဲ့အကြောင်းအရာတွေနဲ့သွေးကြောပိတ်စေခြင်းကိုဖြည့်ရှင်းနေတဲ့ကိစ္စတွေကအစဉ်အမြဲအဆက်မပြတ်ပြုလုပ်ပေးနေပါတယ်ဆိုလိုတာကကျွန်တော်ခန္ဓာကိုယ်ထဲမှာအဆက်မပြတ်သွေးကြောပိတ်စေတဲ့အရာဝတ္ထုတွေဖြစ်ပေါ်နေတယ်လို့အဲ့သွေးကြောပိတ်စေတဲ့အရာဝတ္ထုတွေကိုခန္ဓာကိုယ်ကလည်းအမြဲတမ်းပျော်ဝင်ခြင်းဖြင့်၎င်းဖယ်ရှားခြင်းဖြင့်၎င်းအမြဲတမ်းကိုအဆက်မပြတ်ဖြည့်ရှင်းပေးနေရပါအဲ့ဒီသွေးကြောပိတ်စေတဲ့အရာဝတ္ထုကို clot trumpet ဆိုခေါ်ပါတယ်အဲ့ဒီသွေးကြောပိတ်စေတဲ့အရာဝတ္ထု clot trumpet မှာဘာတွေပါဝင်နေလို့လဲဘာတွေနဲ့ဖွဲ့စည်းထားလို့လဲ65%က fibrin တွေပါ protein ပါ20%က platelets 10%က red blood cells ဆိုတာသွေးနီဥတွေပါဆိုတော့ platelets ရဲ့ fibrin ရဲ့ red blood cells သွေးနီဥတွေက protein တွေပါ1%က white blood cells သွေးပြူဥပါအဲ့ဒါလည်း protein ပါပဲ4%က cholesterol ပါဆိုတော့ကျွန်တော်မေးထားတဲ့မေးခွန်းရဲ့အဖြေက cholesterol ကြောင့်ဆိုရင်ကျွန်တော်ပြီးရင်အဲ့ comment တွေကိုဖတ်ကြည့်ပါမယ်သွေးခဲသွားစေတဲ့အရာဝတ္ထုတွေမှာ cholesterol ကအနည်းငယ်ပဲပါဝင်တာပါဆိုတော့ cholesterol ပါဝင်တဲ့အစားအစာတွေကိုစားသုံးပြီးတော့သွေးခဲသွားခြင်းသွေးကြောပိတ်သွားခြင်းမဖြစ်စေပါဘူးအဲ့ဒါမဖြစ်တဲ့အတွက် heart attack နှလုံးတိုက်ခိုက်ခံရခြင်းလေဖြတ်သွားခြင်းကိုလည်းမဖြစ်စေပါဘူးဟုတ်ပြီနော်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ခန္ဓာကိုယ်ထဲကဓာတုဓာတ်ပေါင်းတစ်ခုအကြောင်းကိုကျွန်တော်ပြောပြပါမယ်အဲ့ဒါက plasminogen activator inhibitor number 1လို့ခေါ်ပါတယ်မှတ်မိစရာမလိုပါဘူး PAI-1 လို့ခေါ်ပါတယ်အဲ့ဒီ PAI-1 ကခန္ဓာကိုယ်ထဲမှာသွေးခဲတွေကိုပျော်ဝင်စေအောင်ဖယ်ရှားပေးတဲ့လုပ်ငန်းစဉ်တွေကိုပိတ်ပင်ပါတယ်တားမြစ်ပါတယ်ကျွန်တော်ခုနပြောပြခဲ့သလိုပါပဲခန္ဓာကိုယ်ထဲမှာသွေးခဲစေတဲ့အကြောင်းအရာတွေကအဆက်မပြတ်ဖြစ်ပေါ်နေသလိုအဲ့သွေးခဲတွေကိုလည်းခန္ဓာကိုယ်ထဲမှာအဆက်မပြတ်ဖယ်ရှားပေးနေရပါတယ်ဆိုတော့ PAI number 1ကအဲ့ဒီသွေးခဲတွေကိုပျော်ဝင်သွားအောင်ပြုလုပ်တဲ့ enzyme တွေကိုပိတ်ပင်ပါတယ်တားမြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာ PAI-1 ကိုဖြစ်နိုင်သမျှအနည်းဆုံးပဲထားခြင်းပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီဓာတုဓာတ်ပေါင်းတစ်ခုများနေတယ်ဆိုရင်ခန္ဓာကိုယ်ထဲမှာသွေးခဲစေနိုင်တဲ့အကြောင်းအရာတွေဖြစ်ပေါ်စေသလိုသွေးကြောပိတ်သွားပြီးတော့နှလုံးတိုက်ခိုက်ခံရမယ်လေဖြတ်ခြင်းတို့ကိုလည်းဖြစ်နိုင်ခြေပို့ပြီးတော့များစေပါတယ်ဆိုတော့အဲ့ဒါကိုနားလည်ပြီဆိုရင်ဒီ PAI number 1ကဘာကြောင့်မလို့ခန္ဓာကိုယ်ထဲမှာများစေရတာလဲဖြစ်ပေါ်စေရတာနံပါတ်1က glucose ဟုတ်ပါတယ်ကြားကြောင်ပါနံပါတ်2က insulin ပါကျွန်တော်ဗီဒီယိုတွေတော်တော်များများမှာ insulin အကြောင်းတွေပြောပြပေးထားတာတွေရှိပါနံပါတ်3က cortisol ဆိုတဲ့ဟော်မုန်းကြောင့်ပါ cortisol ကဘာလဲဆိုတော့ခန္ဓာကိုယ်ရဲ့စိတ်ဖိစီးမှုဖြစ်လာပြီဆိုရင်အဲ့ဒီဟော်မုန်းတွေကခန္ဓာကိုယ်ထဲမှာများလာပါတယ်အဲ့ဒီ cortisol ဟော်မုန်းကြောင့်လေ heart attack ရတယ်နှလုံးတိုက်ခိုက်ခံရတယ်လေဖြတ်ခြင်းကိုဖြစ်ပေါ်စေပါတယ်နောက်တစ်ခုက estrogen လို့ခေါ်တဲ့ဟော်မုန်းအမျိုးသမီးတော်တော်များများက HRT ဆိုတဲ့ hormone replacement therapy ဆိုတာကိုလုပ်တတ်ကြပါတယ်လုပ်လာကြပါတယ်ဒါပေမဲ့ကျွန်တော်ဒီမှာတော့သိပ် popular မဖြစ်တော့သေးဘူးလို့ထင်ပါတယ်ရှိခြင်းလည်းရှိမှာပါဒါပေမဲ့သိထားဖို့က estrogen ဆိုတဲ့ဟော်မုန်းကြောင့်လေနှလုံးတိုက်ခိုက်ခံရခြင်းလေဖြတ်ခြင်းကိုဖြစ်စေပါဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့သိထားမယ်ဆိုရင်သွေးခဲခြင်းမဖြစ်အောင်နှလုံးတိုက်ခိုက်ခံရခြင်းမဖြစ်အောင်လေဖြတ်ခြင်းမဖြစ်အောင်ကြိုတင်ကာကွယ်နိုင်ကြမှာပါတကယ်လို့များအဖြေတွေမှာအသားတွေမှာပါဝင်တဲ့ပြည့်ဝစီ saturated fats cholesterol ကြောင့်ဆိုရင်အဲ့ဒီအဖြေလုံးဝမမှန်ပါဘူး။ဘာကြောင့်လဲဆိုတော့ saturated fats ပြည့်ဝစီတွေက PAI-1 များလာအောင်တိုးလာအောင်မပြုလုပ်နိုင်ပါဘူး။အဲ့လိုပဲ cholesterol ကသွေးခဲသွားအောင်မပြုလုပ်နိုင်ဘူးလို့ PAI-1 များလာအောင်လည်းလှုံ့ဆော်မှုကိုမပြုလုပ်နိုင်ပါဘူး။ဟုတ်ပြီနော် Thank you for watching